ကဲမင်းဒီနေ့တော့ဆွညိုက်ပုကုစုယူဖြစ်တဲ့ဘလော်လေးပေါ့နော်ဆွညိုက်အတွက်ဟင်းကတော့ကျဲဥကြော်ချက်မကြီးမဲလေးနဲ့အာလူအဆူကြော်နဲ့အစွန်းလေးပဲဖြစ်ပါတယ်အာလူကိုမကြော်ခင်မှာအရသာလေးနေထားမှဖြစ်ပါတယ်စားအချုံမုတ်မယုတ်ကောင်းမင်းကတော့ကျက်သွန်ပြူနဲ့ချင်းထောင်းမိသားရီထွေးနဲ့မထဲပဲနဲ့ခြာကန်လေးမှာချင်းကျွတ်သွန်ပြူလေးအုပ်ထားရပါပေါ့နော်ဒါပြီးလို့ချင်းကျဲဥကြော်ချက်လေးချက်ဖို့အတွက်အာလူကြော်ထားတဲ့စီထဲမှာကျဲဥလေးထည့်ကြုံပါမယ်စီပြန်ကြော်စီတွေကိုထက်ခါအသုံးပြုတာတော့ကျမရဲ့အတွက်မကောင်းတာမို့တက်နိုင်တဲ့လောက်ကိုသုံးပြီးပါမှနဲ့ချင်းချိန်ပြီးသုံးနိုင်တော့အကောင်းဆုံးပေါ့နော်ဒီတစ်ခါတော့ခင်းညင်လေးကိုမင်းကမကိုက်မညက်တော့ပဲနဲ့နှစ်ချမ်းပြီးတော့ထည့်လိုက်မယ်ပေါ့နော်ခင်းညင်လေးကိုနှစ်ချမ်းပြီးတော့ထည့်လိုက်မယ်ပေါ့ရှင်ခင်းညင်လေးသူ့အရင်နဲ့သူအိုးလေးနဲ့ခန့်တော့အိုးလေးကတ်သွားပြီဆိုတော့ရင်လေးတစ်ဘောစာလောက်ထည့်လိုက်မယ်ပေါ့ရှင်လူပွက်ပြီးဆူလာရင်ဒီနေ့လေးဆိုရင်မကြီးမက်ရည်လေးထည့်လိုက်ပါမယ်ခဏကြာရင်ကြော်ထားတဲ့ကြက်ဥတွေထည့်လိုက်မယ်ပေါ့နော်မီးလေးကိုတော့လူတို့တိုးလျှော့လုပ်ပေးပါချက်ပုံချက်နည်းတွေကမျိုးမျိုးရှိကြပြီမဲ့ကျမဆူဆူလေးဖြစ်ချင်တာကြောင့်ရေမခန်းခင်ကြက်ဥကြော်ထည့်လိုက်တာပါတချို့ကခရမ်းကျင်သည်အနှစ်ကျစီပြန်မှာကြော်ပြီးသားကြက်ဥလေးထည့်လိုက်တာပေါ့ကိုစားကျင်တဲ့လိုပုံစံမျိုးလေးချက်စားကြည့်ကြပါကဲဒါကတော့ဆွညအတွက်ဆွန်ခုပါမယ်ထမင်းတစ်ကြိုင်ဟင်းရတော့နှစ်ကြိုင်ပြီးကြမင်းတခုပြောချင်တာလေအမြဲဒီလိုကြီးတွေလုံနေနိုင်မှာကုစုရတာမဟုတ်ပေါ့နော်ယူရရင်နေ့အတိုင်းကုစုဖြစ်စရာတွေကြီးပဲဥပမာလမ်းမသိလို့လမ်းမေးတဲ့သူကိုနေရာလေးညွှန်ပေးလိုက်တာအစကိုယ့်ရဲ့စိတ်ထဲကနေမျက်စာဖျားရှင်ပုံတော်မြင်အောင်ပြီးနတ်လူတော်ဝါကျမ်းမာချမ်းသာကြပါစေလို့အာရုံပြုခြင်းနဲ့ကုစုရင်ကြီးတစ်မျိုးပါပဲရှင်ကဲနောက်ဆုံးတော့ဆွညနေပြင်ဆင်လို့ပြီးပါပြီဆွညတောက်ဖို့အောင်မင်းနဲ့လိုက်ခဲ့ကြပါအောင်ကျမရင်နဲ့ဖုန်းကြီးကြောင်အစင်မလစ်တော့သွားရတယ်ရှင်မသွားခင်မိုးတွေကကြာနေတာအမလမ်းမှာမိုးကျထားတဲ့အရာလေးတွေပေါ့နော်ခုကိုလဲဆွညတောက်ဖို့မယ်လို့တော့မိုးလဲတိတ်ကုစုကျိုးပါပဲရှင်အခုသားမဲ့ဖုန်းကြီးကြောင်လေးရလေမြူရဲဆိုပေမဲ့တောချောင်းပုံစံလိုမျိုး bike လေးပေါ့နော်ကျောင်းမှာကျောင်းရောက်ပြီပေါ့နော်အရင်ဆုံးတွေ့ရမှာညောင်မင်းကြီးဒီလိုတက်တန်းရဲ့ညောင်မင်းကြီးတွေနောက်မှာလည်းတပင်ရှေ့မှာအခုပုံချောင်းရှေ့မှာတပင်တော့နော်ခဏနေမင်းနောက်မှာပြထားတဲ့ဗီဒီယိုမှာလည်းတပင်ရှိရပေါ့နော်ကျောင်းမှာသတင်းသုံးနေထိုင်တဲ့ဆရာတော်တွေကလည်းစုစုပေါင်းမှသုံးပါးပဲရှိတာဝေယဝိဆလုပ်ပေးတဲ့အန်တီဦးလေးတွေရှိရတိတ်ဆိတ်နေတက်ပြီးတရားအထုတ်လို့ကောင်းတဲ့နေရာလေးပေါ့နော်ကျောင်းနဲ့စဝင်လိုက်ပြီဆိုတော့ဆရာတော်ကြီးတွေသုံးပါလုံးစွန့်စားတော့မဲ့ချိန်ရောက်သွားတယ်အန်ကိုင်းဖြစ်သွားရေပေါ့နော်စွန့်ကပ်ပြီးရတဲ့ကျောင်းဝန်လေးတွေလည်းလက်ကြည့်ဗီဒီယိုလည်းရိုက်ခဲ့တယ်ဇေဒီလည်းတည်ထားတာတွေ့တယ်ပြီးတော့တရက်ပင်ကြီးကလည်းပြုတ်ခဲနေရပဲတရက်တီးချက်ကသုံးဝပြုတ်ခဲနေတာဘာမျိုးပဲလဲတော့မမေးခဲ့ရဘူးပေါ့နော်ဒါဆွမ်းနာအရှိမပြောခဲ့ဒါလည်းညောင်မင်းကြီးပဲပေါ့နော်တက်တန်းရဲ့ညောင်မင်းကြီးပဲအရှိအာဝါတာတော့ကောင်းတယ်ရှင်ရှေ့မှာလည်းဝယုံတော်ရင်းနဲ့ဆိုတော့တိတ်ဆိတ်ဆိတ်နဲ့တရားထုတ်လို့ကောင်းတဲ့နေရာပေါ့နော်ပြီးတော့တခုမေးတော့မလို့ဗီဒီယိုထဲမှာဆရာတော်ကြီးတွေဆွမ်းနာရှိမှပါတော့မယ်ဆရာတော်ကြီးတွေကတော့အသက်တော်ကြီးတာကြီးပေါ့နော်ဒါပေမဲ့ကျမအတိအကျတော့မမေးခဲ့ရဘူးရှင်ဒါပေမဲ့ဆရာတော်ကြီးတွေကလေခုချိန်ထိဆရာတော်တစ်ပါးဆိုစပိန်လေးနဲ့ဆွန့်ခံကြတော့နောက်တစ်ပါးကဆိုင်ကန်နဲ့ကိုယ်တိုင်ဆွန့်ခံထွက်တုံပေါ့နော်ဆရာတော်ကြီးတွေကကဲမင်းလည်းပြီးပါပြီဆွညနဲ့လည်းပို့လို့ပြီးပါပြီကျေးဇူးပါကြည့်ရှုပေးရတဲ့အတွက်